နော်ကျွန်တော်တို့အခု TikTok မှာတင်တယ် Facebook လည်းတင်တယ် YouTube လည်းတင်တယ်ဟုတ်တယ်နော်အဲ့ဒီမှာဒီနေ့ကျွန်တော်တို့ viewer တွေ live တွေနော် comment တွေ share တွေကျွန်တော်ရန်နေကြတယ်နော်အဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ rules and regulation လည်းပါမှာပေါ့နော်ကျွန်တော်လည်းသိပြီးမတင်တယ်ကျွန်တော်အဲ့လောက်ထိဆိုင်ရမှာမဟုတ်ဘူးကျွန်တော်အဲ့ဆိုရင်ကျွန်တော်ကအခုဘာသုံးလဲဆိုတော့ Facebook နဲ့ Facebook အစားပေါ့ Facebook အစားကိုကျွန်တော် YouTube မှာ video တွေထင်တယ်ကျွန်တော်ရဲ့personal live တွေဘာလို့ညာရဲတင်တယ်ကွာအဲ့မှာကျွန်တော်က live တွေလည်းများတယ် viewer တွေလည်းများတယ်နောက်ကျွန်တော်အခုဒလာရတဲ့ရန်ကို hot ဖြစ်နေတယ်အဲ့မှာကျွန်တော်တင်လိုက်ဖြစ်နေ like က 2k 3k အစားတစ်ဖြစ်အများကြီးပဲကျွန်တော်ရရတယ်ဗျာဒီ live တွေလည်းရတယ် subscriber လည်းရတယ်အဲ့ကျွန်တော်ပြောချင်တာက YouTube မှာတင်ကြပါလို့အရှင်းဆိုရအရှင်းဆိုရ Yeah